ကိုအလေးချိန်ကြပြီးသွေးလေပတ်မှုကောင်းမွန်စေမဲ့တဘာဝအားဖြည့်ဖြော်ရည်ကျမ်းမာရေးကိုဂရုစိုက်တဲ့မိတ်ဆွေတို့အတွက်အိမ်မာတင်အလွယ်တကူလှုပ်တောက်လို့ရပြီးဆေးဖက်ဝင်လာတဲ့စပြစ်ပန်းသီးနဲ့တံပရာဖြော်ရည်ပြုလုပ်နည်းလေးကိုမျှဝေပေးကြပါတယ်ပါဝင်ပစ္စည်းများစပြစ်သီးပန်းသီးအစိမ်းအတုံးလေးများတုံးထားရန်တံပရာသီးတစ်လုံးအရည်ညှစ်ရန်ရေတစ်ဖန်ကွပါဝင်ပစ္စည်းတွေပေါ်အ ਨੇ အများချိန်ဆပြီးအသုံးပြုပါပြုလုပ်ပုံအဆင့်အဆင့်အရင်ဆုံးစပြစ်သီးလေးတွေကိုတံပရာရည်အနှင်းငယ်နဲ့နေပေးပါပြီးနောက်စပြစ်သီးပန်းသီးအစိမ်းအတုံးလေးများရေတန့်တစ်ခွနဲ့တံပရာရည်တို့ကိုဘလန်ဒါဖြော်ဆက်ထည့်ပါပါဝင်ပစ္စည်းအားလုံးညှက်သွားအောင်1မိနစ်ခန့်ကြိတ်ပေးပါပြီးရင်တော့အရသာရှိပြီးဆေးဖက်ဝင်တဲ့တဘာဝဖြော်ရည်လေးကိုတောက်သုံးနိုင်ပါပြီရရှိနိုင်တဲ့အကျိုးကျေးဇူးများသွေးလေပတ်မှုကောင်းမွန်စေခြင်းခန္ဓာကိုယ်တွင်သွေးစီးဆင်းမှုကိုထောက်ပံ့ပေးပါတယ်ကိုလက်စထရောလျှော့ချပြီးခြင်းသွေးတွင်းအဆီဓာတ်ကိုထိန်းညှိပေးနိုင်ပါတယ်ကိုအလေးချိန်လျော့ကျခြင်းအဆီပိုတွေကိုလောင်ကျွမ်းစေပြီးဝိတ်ချနေသူတွေအတွက်အထူးသင့်လျော်ပါတယ်အသားရည်ကြည်လင်းခြင်းဗီတာမင်စီနဲ့အန်တီအောက်ဆီဒန့်တွေကျွေဝတာကြောင့်အသားရည်ကိုလည်းဝင်းပါစေပါတယ်တဘာဝကပေးတဲ့ဆေးဖက်ဝင်အစာတွေနဲ့ကျန်းမာတဲ့ဘဝကိုတည်ဆောက်ကြပါစို့